သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နွားပုံလေးဆွဲပြမှာဖြစ်ပါတယ်ပထမဆုံးနွားရဲ့ခေါင်းလေးဆွဲဖို့အတွက်စဝိုင်းလေးရလိုက်ပါတယ်သူရဲ့ခက်ဆောင်ဆောင်လေးမှာနွားရဲ့နှာခေါင်းလေးဆွဲဖို့အတွက်အဲ့လိုမျိုးလေးတေးတေးလေးကိုရှာရဲပြီးတော့အဲ့လိုမျိုးလေးလှန်ဆက်လိုက်တယ်ပြီးရင်နွားရဲ့ဂျိုဆွဲဖို့အတွက်အဝိုင်းလေးနှစ်ခုဘက်ဒီဘက်ရလိုက်ပါတယ်ပြီးတော့ဂျိုလေးဆွဲပါတယ်နောက်နှစ်ရက်ကလေးကိုဟိုဘက်နှစ်ရက်လေးကအလောက်ပဲပေါ့ဒီဘက်မှာကျတော့ဂျိုနာလေးမှာအဲ့လိုလေးဆွဲလိုက်တယ်ပြီးရင်လေပင်လေးရဲ့ဂုတ်ကလေးရဲ့ဆွဲပြီးတော့အဲ့လိုမျိုးဆက်ပြီးတော့ရာထားလိုက်တယ်ပေါ့နော်ဒါဆိုခေါင်းပိုင်းပြီးပြီခေါင်းပိုင်းပြီးတော့အဲ့နွားရဲ့ဘိုးလေးဆွဲတယ်ဒီဘက်ကကျတော့အဲ့လိုနည်းနည်းခက်ဆောင်ဆောင်လေးလာပြီးတော့အဲ့မှာတစ်ဖြက်ဖြက်လိုက်မယ်နောက်ဒီဘက်ခန္ဓာကိုယ်ပိုင်းကိုအတန်းလိုက်လေးလာလိုက်လို့ရပြီဒါရတာပေါ့နော်နောက်နွားရဲ့အဲ့ဖင်းမိုင်းကိုကြတော့ဘဲဥပုံလေးရလိုက်တယ်ဟုတ်ပြီဒါဆိုခန္ဓာကိုယ်ပိုင်းပြီးသွားပြီပြီးသွားတော့နွားရဲ့လက်ကလေးတွေလာမယ်လက်ကကြတော့အဲ့ဘဲဥပုံလေးအဲ့လက်ပြင်နာမှာဘဲဥပုံလေးရာပြီးတော့အောက်ကိုနည်းနည်းဆောင်းဆောင်းလေးဆင်းလာမယ်ဆင်းလာပြီးသွားလို့ရှင်အဲ့ဒူးစစ်နေရပေါ့ဒူးစစ်နေရလေးကိုဘဲဥလေးရာလိုက်ပြီးတော့အောက်ကိုဆက်ဆင်းလာမယ်နောက်မှာခွာလေးတွေထည့်ပါမယ်ဒါရှိတော့တစ်ချောင်းပြီးပြီနောက်ဟိုဘက်ကတစ်ချောင်းမဒူးစစ်လေးထည့်အောက်ဘက်ပိုင်းအောင်ထည့်ပြီးတော့မှခွာလေးထည့်မယ်ပြီးသွားရင်ဘိုက်လေးကိုနည်းနည်းလေးဝိုက်ပေးလိုက်တယ်နော်ပြီးသွားတော့နောက်ဖက်ရှေ့တော့ကိုလောက်ခက်ဆောင်ဆောင်လေးလာဟိုဘက်အစွန်းကနေခက်ဆောင်ဆောင်လာပြီးဒီဘက်ကလည်းဆောင်းဆောင်လေးဆင်းပြီးရင်အဲ့ဒီမှာဒူးစစ်လေးထည့်မယ်ဟိုဘက်နဲ့ဒီဘက်ရှေ့တော့နှစ်ချောင်းနဲ့တော့ရှင်းကြည့်နော်နောက်ပြီးရင်မှာမြေပြင်လေးရလိုက်ပြီးတော့အဲ့ဒီထီကိုအဲ့ဒီရှေ့တော့လေးဆင်းရမှာပါပြီးတော့ရင်ဟိုဘက်ကရှေ့တော့လေးကိုဆွဲပါမယ်အဲ့ဒီဟာလဲဒီလိုမျိုးခက်ဆောင်ဆောင်လေးပေါ့ဒီနောက်ဘက်ကိုခက်ဆောင်ဆောင်လေးလာလိုက်ပြီးတော့အမဒူးစစ်လေးထည့်ပြီးဒီဘက်ရှေ့လေးကိုနည်းနည်းပြန်ရိုင်ပြီးလိုက်နော်အောက်ပိုင်းလေးကိုနည်းနည်းပြန်ရိုင်ပြီးလိုက်ပြီးတော့မှခွာလေးထည့်လိုက်မယ်ပြီးရင်တော့နွားရဲ့အမီလေးဆွဲပါမယ်အဲ့ဒီနည်းလေး white ပြီးတော့ပေါ့နော်အောက်မှာအဲ့အမီပိုင်းလေးဆွဲလိုက်တယ်ဒါဆိုလို့ရှိရင်တော့ဒါပုံချံပြီးသွားပါပြီ shape လေးတွေနဲ့နွားတစ်ကောင်ရဲ့ပုံကိုရလိုက်တာပါပြီးသွားလို့ရှိရင်အသေးစိတ်လေးထည့်ပြီးလို့ရပါပြီနွားရဲ့မျက်လုံးလေးထည့်မယ်ပြီးတော့ရင်နွားရဲ့အဲဒီနှာခေါင်းနေရာလေးအဲ့နေရာလေးကိုအမဲလေးရှယ်ပေးမယ်မဲလေးရှယ်ပေးပြီးတော့နှာခေါင်းပေါက်လေးထည့်ပါမယ်နောက်ဒီဇောင်းလေးပို့အောင်လို့ပေါ့ဇောင်းလေးထည့်တယ်ပြီးတော့ရင်ဒီဂျိုလေးတွေကိုလည်းအယောင်လေးတွေရှယ်ပေးလို့ရပါပြီဟုတ်ဒီအောက်ပိုင်းကအဲ့အတွန်းအခေါက်နေရာလေးတွေအဲ့အရေးတွန်းနေတဲ့နေရာလေးတွေကိုအဲ့လိုမျိုးလေးဆက်ပေးပါမယ်အဲ့ဒါကတော့လက်ပြင်လေးပေါ့နော်ဘ
ဘက်ပေါင်ပိုင်းမှာလည်းအဲ့လိုမျိုးအရာလေးတွေသူတွန့်နေတဲ့နေရာလေးတွေရှိပါမယ်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ယာထားတဲ့မြင်လေးတွေကိုဖြတ်လိုက်ပါမယ်ပြီးရင်ဒုဆွဲထားတဲ့နွားကိုရှူလုံးလေးတက်ပေးလိုက်ပါမယ်ကဲအခုဆိုရင်တော့နွားပုံလေးပြီးသွားပါပြီ။သားမီးတို့အားလုံးမလိုက်ဆွဲကြည့်ကြနော်။